အဲ့တော့ဘုရားလောင်းလေးဝုပ္ပစင်ပုံလေးကိုပုံဖော်ပြီးတော့ကြည့်မယ်ဆိုရင်ခါကဝတ်ထတာကတခုအပေါ်ကနေပြီးခြုံရမ်းထားတာကတခုအပေါ်ကနေစွတ်ချထားတဲ့အစွတ်ကြီးဝတ်ယုံကြီးကတခုခေါင်းပေါင်းထားတဲ့ခေါင်းပေါင်းကတခုလို့ဒီပုံစံနဲ့ဘုရားလောင်းလေးဝတ်တဲ့အဝတ်တွေကိုဖော်ပြထားတာရှိတယ်။ဒါဖြင့်နန္တာတွေဘာလိမ့်ချေတုံးဆိုစန္ဒကူနန္တာလိမ့်ချေတယ်။အဲ့ဒီစန္ဒကူနန္တာလဲကာတိတိုင်းကလာတဲ့ဟာတဲ့ဒီပြင်နိုင်ငံဒီပြင်ကလာတဲ့ဟာမဟုတ်ဘူးကာတိတိုင်းဖြစ်စန္ဒကူကိုလိမ့်နေလို့ဒါကတော်တော်လေးပြည့်စုံမြတ်စွာဘုရားကဘဝကိုဖော်ပြထားတာသူ့ရဲ့အနေထားတစ်ခုဖော်ပြထားနေရောညရောအပေါ်မှာထီးဖြူကအုပ်မိုးထားတယ်တဲ့ဘာကြောင့်လို့ဆိုရင်အပူဒဏ်တို့အေးဒဏ်တို့ဖုံမှားဖုံနေပါတွေမကြရအောင်မျက်မှုံမျက်မွားတွေမကြရအောင်အမြဲတမ်းထီးဖြူနဲ့မိုးထားပေးတယ်လို့သူအိပ်ရမှာလဲထီးဖြူမိုးထားတယ်လို့ဒီလိုဆိုတယ်ပေါ့နောက်ဆုံးမှာသုတ္တရဏမင်းကြီးကဘလောက်ချမ်းသာတယ်ဆိုတာကိုဖော်ပြထားတဲ့စကားတစ်ခုကပါတယ်တခြားအိမ်တွေမှာဆိုရင်တဲ့ကြေးတွေကျွန်းတွေအလုံသမားတွေကိုထမင်းကျွေးတဲ့အခါမှာဘာနဲ့ကျွေးတုံဆိုရင်တန်ဖိုးနေတဲ့စကွဲတန်ဖိုးနေတဲ့စကွဲထမင်းကိုချက်ပြီးတော့ပေါ့အုံးရည်လို့ခေါ်တဲ့ဆန်စည်းရည်ကိုအချင်းတဲထားတဲ့ပေါ့အုံးရည်နဲ့ကျွေးတယ်ဒီပြင်ဟင်းမပါဘူးနော်စားလေးနဲ့ငရုတ်သီးလေးနဲ့ဝါတာမျိုးလို့ပေါ့အချင်းလေးတောက်အဲ့ဒါလို့စကွဲထမင်းနဲ့ပုံရည်ဟင်းနဲ့ပဲတခြားအိမ်တွေမှာကျွေးလေးကျွေးထားရှိတော့လဲသုတ္တရဏမင်းကြီးရဲ့နန်းတော်မှာတော့အဲ့ဒါလို့မကျွေးဘူးတဲ့ကျေးတွေကျွန်းတွေလုံသမားတွေကိုဗာပေးတော့ဆိုရင်တာလိမန္တောဒနာကြောက်တောင်တွေမှာစိုက်ပျိုးထားတဲ့တလေးစပါးထိုခေတ်ကထိတ်တန်းစပါးမျိုးတစ်ခုပေါ့ခုခေတ်ဘာစပါတီတို့ဘာတို့လို့ဟာမျိုးလို့ပြောလိုက်အဲ့ဒီထိတ်တန်းတလေးစပါးနဲ့မန္တောဒနာလို့ဆိုတော့အသားပါတယ်ပေါ့ဓမ္မောက်ထမင်းလို့ဟာမျိုးကောင်းကောင်းချက်ပြီးတော့ကျွေးတယ်လို့ဒီလိုပြောတယ်အဲ့တော့သုတ္တရဏမင်းကြီးကသဘောလဲကောင်းတယ်ပစ္စည်းဥစ္စာလဲတတ်နိုင်တယ်အလုံးပေါ်မှာရက်ရောတယ်ဆိုတဲ့အဓိပ္ပာယ်လဲပေါ်တယ်ဥစ္စာရှိတိုင်းလဲပဲကျွေးမလဲတချို့မတန်ဘူးလို့ပြောကောင်းပြောလိုက်မယ်နော်အဲ့တော့ကျေးတွေကျွန်းတွေအလုံးသမားတွေပဲဖြစ်စီအကောင်းဆုံးဆန်နဲ့တန်ခါနဲ့ကျွေးတယ်လို့ဒီလိုအဓိပ္ပာယ်ရတယ်အဲ့တော့အဲ့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်သုတ္တရဏမင်းကြီးတို့ကတတ်တတ်ဘူးဆိုတဲ့အဓိပ္ပာယ်လေးပေါ်တယ်ပေါ့တဲလွန်စားတစ်ခုတတ်တတ်လို့စားတာမဟုတ်ဘူးတန်ခါစားတယ်အဲ့တော့တန်ခါစားတယ်လို့ဆိုတဲ့နေရာမှာဘာကြောင့်တန်ခါစားကြသလဲဘာကြောင့်တတ်တတ်လို့မစားသလဲလို့ဆိုတန်ခါကယာတိဥဒုဒံကိုပို့ပြီးတော့ခံနိုင်တယ်လို့ပြောတယ်ဟိမောတာတောင်ချေမှာဆိုတော့အေးတယ်အေးတဲ့အခါမှာအသားစားပေးတယ်ဒီလိုလဲပြောကြတယ်ပေါ့နော်မျိုးစုံပေါ့လေအယူဆမျိုးစုံအဲ့တော့ယာတိဥဒုပူတဲ့နိုင်ငံတွေမှာတော့အသားစားရင်မြန်မြန်ပုတ်လိုက်ဟင်းသီးရွက်စားတာကောင်းတယ်လို့ဒီလိုပြောတဲ့လူရှိတယ်အဲ့တော့ဟိမွန်တာဒေသတို့လို့အမြဲတမ်းအေးတဲ့နေရာကြတော့တန်ခါတရိစ္ဆာန်ကလည်းပေါ်တယ်ပေါ်တော့အဲ့ဒီတလေးစပါးနဲ့မန္တဆိုတဲ့အသားနဲ့ရောပြီးတော့ချက်ပြုတ်ထားတဲ့တလေးထံပေါက်ဆွမ်းကိုထမင်းကိုကျွေးတယ်လို့ဒီတုတ်တန်အရာအဲ့ဒါလို့သိရတယ်ပေါ့ဘုရားလောင်းတော်လေးဟာအခုလိုပြည့်စုံစုံမွေးဖွားပြီးတော့ပြည့်စုံတဲ့ဘဝမှာနေရပေမဲ့လို့နောက်ဆုံးကြတော့ဟောဒါတွေအလုံးကိုဆွန့်လွတ်လိုက်တာပဲဒါတွေအလုံးကိုဆွန့်လွတ်တယ်16နှစ်သားမှာနမေတော်တဝင်းခွဲဖြစ်တဲ့ရတောဒရာနဲ့လက်ဆက်ပြီး
တက်တော်29နှစ်လောက်ရောက်တဲ့အခါမှာသားတော်လေးရဟုတ်လားမွေးဖွားလာတယ်29နှစ်အရွယ်မှာပဲစိတ်ဓာတ်ကလည်းရင့်ကျက်လာရှင်းကျက်လာသည့်အတွက်ကြောင့်မိသားစုကိုမချစ်တာမဟုတ်ဘူးဘုရားလောင်းတော်လေးဟာသူမွေးဖွားလာပြီးတဲ့နောက်မှာလဲ9ရက်သားအရွယ်လေးမှာပဲမေတော်ကဆုံးသွားတယ်မေတော်ဆုံးသွားသည့်အတွက်ကြောင့်မေတော်မာယာဒေဝီရဲ့ညီမတော်ဖြစ်တဲ့ပဇာပတိဂေါရမီကမေတော်အရာနေပြီးတော့နှုတ်ချိုတိုက်ကျွေးပြီးတော့မွေးခဲ့သူ့သားအရင်ကိုတော့နှုတ်ထိန်နေနဲ့ထားပြီးတော့ဖះလောင်းကိုကိုယ်တိုင်နှုတ်ချိုတိုက်ကျွေးခဲ့တယ်တူကလေးပေါ်မှာပို့ပြီးတော့မေတ္တာထားတယ်ပေါ့အမတ်လုပ်တဲ့ပုဂ္ဂိုလ်ကတူလေးမွေးဖွားပြီးတော့9ရက်လောက်မှာဘဝဆုံးသွားတာအဲ့တော့ညီမ2ယောက်ဟာမီးဖွားတာ3-4ရက်လောက်ပဲကွာခြားမယ်လို့သူပြောနန္ဒမင်းသားက3-4ရက်လောက်နောက်ကျပြီးတော့မှနန္ဒမင်းသားမွေးဖွားတယ်အဲ့ဒီမှာဘုရားလောင်းရဲ့မေတော်ဆုံးသွားတဲ့အခါညီမတော်မဟာပဇာပတိခောရမီကမေတော်အရာမှာတည်ပြီးတော့ဒီဘုရားလောင်းလေးကိုပြုစုကြွေမွေဆောင်းလျှောက်ခဲ့တယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့တော့လူဘဝမှာငယ်ငယ်လေးတဲ့ကအမေဆုံးသွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့ခံစားချက်ဟာစဉ်းစားကြည့်ပေါ့လူသားတယောက်အဖေနဲ့ပဲနေရတယ်လို့ဖြစ်တယ်သို့တော့အဲ့ဒီခံစားချက်တွေမရအောင်မသိသေးခင်အရွယ်ကပဲမိတွေးတော်ဂေါရမီမိတွေးတော်ဆိုတာကုက္ကိတော်တချို့အရက်တွေတော့ဘယ်လိုခေါ်တယ်တော့မသိဘူးဘုန်းကြီးတို့အရက်ကြတော့အတော်လို့ခေါ်တယ်အမေရဲ့ညီမကိုအတော်လို့ခေါ်တယ်စာပေကျမ်းကမှလည်းပဲမာတုဆာဆိုတာမာတုပခိနီအမေရဲ့ညီမမိတွေးဆိုတဲ့အသုံးကြတော့အဖေရဲ့နောက်မိန်းမလို့အဓိပ္ပာယ်ရောက်တယ်အဲ့တော့မိတွေးတော်ဂေါရမီဆိုတာအဖေရဲ့နောက်မိန်းမမိတွေးဆိုတာတော့ကောင်းခဲ့တယ်လေနော်မိတွေးကလည်းကောင်းခဲ့တယ်ပထွေးကလည်းကောင်းခဲ့တယ်အဲ့ဒီမိတွေးမျိုးပြောတာမဟုတ်ဘူးအတော်တော်တဲ့ပဇာပတိဂေါရမီလို့ဒီလိုနားလဲရမယ်အဖေနောက်မိန်းမဖြစ်လို့မိတွေးခေါ်တာမဟုတ်ဘူးအတော်အရင်ဘုရားလောင်းလေးရဲ့အတော်တော်တဲ့မိတွေးတော်ဂေါရမီသူကနေပြုစုဆောင်ရှောက်ထားလို့ဘဝတစ်ခုဖြတ်တန်းလာခဲ့တယ်အဲ့ဒီလိုဖြတ်တန်းပြီးသက်16နှစ်အရွယ်မှာရသောတရာနဲ့မိဘများကအိမ်တော်ရသားချပေးပြီး29နှစ်ထိအောင်ဘဝခရီးကိုတက်တာနဲ့ဖြတ်တန်းလာခဲ့ရတယ်29နှစ်အရွယ်ရောက်တဲ့အခါကျတော့စဉ်းစားဉာဏ်နဲ့ရှိလာခဲ့တယ်နောက်ဆုံးမှာနမိတ်ကြီးလေးပါလို့ခေါ်ကြတယ်ပေါ့သူအိုနဲ့တွေ့တယ်သူနာကိုမြင်ရတယ်သူသေးကိုမြင်ရတယ်ယဟန်ကိုမြင်ရတယ်အဲ့တော့ကျန်တဲ့ပုဂ္ဂိုလ်တွေလည်းသူကိုသူနာသူသေးဆိုမြင်နေကြတာဘာမှတွေးပါမဟုတ်ဘူးနော်တွေးပါမဟုတ်ဘူးဘုရားလောင်းကြတော့စဉ်းစားတဲ့ဉာဏ်ကအမှန်တမ်းကြီးမားတာသူကိုတွေးလိုက်တာနဲ့ငါလည်းပဲအိုရအောင်မှာပဲဆိုတဲ့အတွေးဟာရ